တူတူဟိုတယ်မှာငါတို့တိုက်ပြီးခံရတယ်အဲ့တိုက်ပြီးခံတာပြားနေအောင်ကိုပြီးသွားတာအဲ့ဒီချိန်မှာငါဘာတွေဖြစ်နေရလဲဆိုတော့ပြောပြချင်တာကြော်မသွားနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ငါတို့ကပြီးခံရတဲ့လူတွေတေးချင်းတွေကထွက်လာခဲ့တဲ့လူတွေအဲ့ဒီချိန်မှာအဲ့နေကဥပုံနေလည်းဖြစ်တယ်12နာရီ1နာရီထိအောင်လုံးဝမအစာမစားဘူးတနေ့ကုန်ဥပုံဆောင်လိုက်မယ်ဒီလူကဆေးလာကုနေတာမိုးမိတ်ကပါဒါပေမဲ့အဲ့ချိန်မှာအဲ့စိတ်တွေကဘလို့ဖြစ်နေတယ်လဲဆိုတော့ရုပ်တည်နံတွေကိုပဲမြင်အောင်လုပ်နေတယ်ဒေါက်တာနန္ဒမာနာရဲ့တရားတွေကိုလည်း10မိနစ်လုံးနာယူနေတာ17နာရီထိုးထိနာယူနေတာ12နာရီတို့ရောက်တော့အနားယူပြီးအိပ်ရထဲမှာလဲတယ်ဝင်လေထွက်သက်တွေရှုတယ်ဝင်လေထွက်သက်တွေရှုတဲ့ခါကျတော့ငါမဟုတ်ဘူးသူတစ်ပါးမဟုတ်ဘူးယောက်ျားမဟုတ်ဘူးသူမဟုတ်ဘူးငါမဟုတ်ဘူးဆိုတဲ့စိတ်တွေကလည်းဖြစ်နေတယ်အဲ့ဒီချိန်မှာတနာရီလောက်ရောက်တဲ့ချိန်မှာမြေငလင်ကလှုပ်လာခဲ့တယ်ပလက်ကြီးပဲအပေါ်ကနေပြီးတော့မှဝုန်းလေးနဲ့ပြုတ်ကျလိုက်တယ်ပြုတ်ကျလိုက်တဲ့ချိန်မှာစိတ်တွေကဘလို့ဖြစ်သွားလဲဆိုတော့အိုးငါသူတစ်ပါးယောက်ျားမရှိတဲ့ရုပ်တည်နံနေခွာနေတဲ့ခါမှာတက်ကာယဒိဋ္ဌိငါကွာသွားပြီပဲဆိုတော့ရိုးကြောက်ကြီးထိအောင်ဖြစ်အောင်စိတ်ကလည်းလှုပ်လိုက်တာအဲ့ဒီချိန်မှာပဲရိုးကြောက်ကြီးပေါ်မှာပြုတ်ကျလိုက်တာငါပေါ်ပြုတ်ကျလိုက်တာမဟုတ်ဘူးရုပ်နဲ့နံနဲ့ပေါ်မှာပြုတ်ကျတာရုပ်တည်နံနဲ့အဲ့ဒီနားမှာတခါလည်းပဲ106ကလေငါတို့ကတခါလည်းပဲအမကဲပါကျမကဲပါမသိရဲ့ကျမကဲပါအဲ့ဒီချိန်မှာလာခဲ့တာဘာတွေလဲတော့မသိတတ်ဘူးတအားကိုပဲကျွန်တော်ကိုပြီနေတဲ့ဟာတွေတွန်းလှန်နေနောက်ဆုံးအရင်ဆုံးကတော့ရွှေရောင်လို့စမ်းပြားတာကတောက်မွေးလောက်ရှိတဲ့တောက်ကလေးကအထက်ကအကာကြီးကိုထောက်ထားတယ်အဲ့အကာကြီးကိုထောက်ထားတဲ့ချိန်မှာလဲကိုကတိနေတာ။အော်သူတို့တွေကငါ့ကိုလာကဲနေတာပဲ။ငါလည်းပြီနေတာပဲ။ဒါပေမဲ့ပြီတာလာကဲတာကိုတိရမယ်လို့ဒီရဲ့နှာခေါင်းပေါက်ကနေပြီးတော့အသက်ကထွက်သွားတာ။အသက်ထွက်သွားတဲ့ဟာမှာဘာကြီးလဲတိလား။ပိုးပင့်ကူကောင်လို့ကောင်မျိုးလေးကလို့ပုံစံလေးဖြစ်သွားပြီးတော့ခန္ဓာရဲ့နားမှာငါပြီနေတဲ့ပုံမှာဝဲလေခတ်နေတာအဲ့ဒါလေး။အဲ့ဒီဝဲလေခတ်နေတာကတနာကြီးခွဲလောက်တော့ရှိရဲ့နော်အဲ့ဒီချိန်မှာ तू ကကိုယ်ပြီနေတဲ့ချိန်မှာရေအိုးလောက်ရှိတဲ့အလုံးကြီးရှိရဲ့အဲ့ဒီအလုံးကြီးကလည်းဖွေးကိုယ်လာခြုံလိုက်တာအဲ့ဒီချိန်မှာကိုယ်ပြီနေတဲ့ဒီဘာခေါ်မလဲကြောက်အုံနီခဲတွေပါလေဖယ်ရှားနေရတယ်ရွေခွီးခွန်းဆိုတဲ့တန်တွေလည်းကြားရတယ်ကွာကြားတော့ဟိုဘက်ကအမကပြောတာမှတ်သိရေးတဲ့ငါ့ကိုကဲပါအောင်တဲ့နေ့မှာတဲ့ဘယ်သူတွေကလာကဲနေလဲတဲ့ကျွန်တော်